အားလုံးပဲမင်္ဂလာပါခေါင်းဆောင်မှုအမျိုးအစားတွေမျိုးစုံရှိပါတယ်ဒါပေမဲ့လူတွေအများအဖြစ်တော့ကိုယ့်ရဲ့သွေးနဲ့ကြိုက်တဲ့ခေါင်းဆောင်မှုမျိုးစားဝဲတုံးရတာပေါ့နော်ဒါပေမဲ့ကိုတုံးတိဖြစ်စေမတုံးတိဖြစ်စေတော့ခေါင်းဆောင်မှုပညာအမျိုးအစားတွေကိုနားလည်ထားဖို့လေ့လာထားဖို့အင်တန်အရေးကြီးပါတယ်ခက်နဲ့ရောညီစွာ generation တွေမတူတဲ့အခါမှာဟောဒီ generation X တွေကဘယ်လိုပုံစံဥဆောင်အောင်ကြိုက်တာလဲ generation Y နဲ့ Z တွေအခုနောက်ပိုင်းမှာဆို generation alpha ဆိုရယ်ကိုရဲ့မိသားစုဝင်ကလေးလေးတွေကအရင်ကလိုပြောတိုင်းမရတော့ဘူးကိုရီတော့နဲ့မတူတော့ဘူးဒါတွေက generation ကိုလိုက်ပြီးမှခေါင်းဆောင်မှုပညာသုံးရတာမတူတာပေါ့နော်လုပ်ငန်းခွင်မှာဆိုရင်လေကိုက leader တယောက်အနေနဲ့ဘယ်လိုလုပ်မလဲပေါ့နော်ဒီနေ့ကိုလုပ်ငန်းရှင်တယောက်ကပြောပါတယ်လုပ်ငန်းမှာ manager ခက်လိုက်ရင်ဖြစ်တဲ့အကြီးဆုံးပြဿနာကတော့သူကိုယ်တိုင်ကစံပြမနေတာပဲဖြစ်တယ်တဲ့လက်အောင်ငယ်သားတွေကိုသူကတော့စိတ်ကနေထုတ်တယ်ပေါ့ပြီးရင်သူပဲစိတ်ကနေဖောက်တယ်ပေါ့အဲ့ခါမှာလက်အောင်ငယ်သားတွေကမလေးစားတဲ့ခါမှာမလွယ်မနိုင်တော့ဘူးသူထုတ်တဲ့စိတ်မြင့်စိတ်ကနေကိုလိုက်နာပူပေါင်းခြင်းမရှိဘူးပေါ့နော်ဒါဟာကိုကခေါင်းဆောင်တယောက်လောက်တော့မယ်ဆိုရင်ကိုရဲ့လက်အောင်ငယ်သားတွေကိုစီယုံနိုင်မို့တိတ်သွင်းနိုင်မို့ဆိုတာကိုရိုင်းစံပြနေထိုင်ရပါတယ် lead by example လို့ခေါ်ပါတယ်နောက်တစ်ခါဘယ်နေရာမှာဘာဆိုင်ကိုသုံးပါလဲပေါ့နော်တစ်ခါတည်းမှာ team leadership ကိုသုံးရတယ်တစ်ခါတည်းမှာ transformational leadership ကိုသုံးရတယ်တစ်ခါတည်းနဲ့ transitional ကိုသုံးရတာပဲကိုကအချိန်ရတာမရတာနောက်အချိန်တွေက sensitive ဖြစ်တာမဖြစ်တာနောက်ကိုအုပ်ချုပ်ရတဲ့လူတွေရဲ့နာခံတက်မှုပူပေါင်းတက်မှုသစ္စာရှိမှုဒါတွေပေါ်မူတည်ပြီးတော့တက်တော်တဲ့ style နဲ့သုံးရတာဖြစ်ပါတယ်အဲ့တော့စစ်မှန်တဲ့ပညာသင်ကြားမှုမှာဖြက်လန်းဆိုတာမရှိပါဘူးမေလ2ရက်နေ့ည8နာရီခွဲကနေ10နာရီထိအပတ်စစ်စနေ4လကြာဖွင့်လှစ်မဲ့ leadership အမျိုးအစားပေါင်းစုံကိုလေ့လာသင်ယူဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်